ကဲဟိကောင်နေထုံးစံအတိုင်းပဲပေါ့ကွာရည်တော်သူဒီအသက်ရှည်ဤဆိုတဲ့အတိုင်းမင်းတို့ငါပြောမယ်အသက်ရှည်စေးလေးတိုက်အောင်မယ်ကွာအကြောင်းကတော့ဒီလိုကွာဟုတ်တော့ကလူတယောက်ကအညာပြေးရပေါ့ကွာဒို့ဘာကြီးပဲဖြစ်မှာပေါ့အဲ့ဒါအညာဒေသအနေလဲပြီးကုံရောင်းကုံဝယ်လောက်အောင်တခါတည်းအောက်ပြေအောက်ရွာကို तू ကလှေကြီးနဲ့အညာကုံတွေယူပြီးတော့ဆင်းလာတာပေါ့ကုံရောင်းအောင်ဆင်းလာတော့လမ်းတစ်ခီးလေးရောက်တော့ဓမင်းချက်နေနဲ့တခါတည်းထင်းကလိုတော့ဓာလေးယူပြီးတော့ထင်းလေးနဲ့ဓာလေးနဲ့ထင်းခုတ်တာပေါ့ကွာခုတ်ချင်းနဲ့ဆိုကောက်မိကောအဲ့ဒီဓာရေထဲကိုထွက်ကြပါလေရောထွက်ကြတော့ तू ကလည်းဓမ္မထမင်းဦးကလည်းစူးနေတဲ့တန်းလန်းကြီးဆိုတော့ဆင်းမငုတ်တော့ဘူးပေါ့ကွာအဲ့တော့ငါနောက်အသုံးလိုတော့ကမှပဲငါပိုင်ကဆင်းပဲငုတ်တော့မယ်ဆိုပြီးအဲ့လှေနံလေးကိုဓာတ်ထစ်ပြီးတော့အကြွားတဲ့နေရာလေးကိုဓာတ်ထစ်ပြီးတော့မှတ်ထားတယ်အဲ့မှာလှေနံဓာတ်ထစ်ဆိုတာအဲ့စကားအဲ့ကလာတာအဲ့လှေနံဓာတ်ထစ်ပြီးတော့မှတ်ထားလိုက်တာပေါ့ကွာအဲ့ဒါနဲ့ပဲဆိုကောင်းမိကောင်းညနေတနေရာလဲရောက်ကောမိုးချုပ်တော့အဲ့ဒါနဲ့ပဲ तू စခန်းချမဲ့နေရာရောက်တော့တစ်ပင်အောက်လဲရောက်ကောစခန်းလေစခန်းချတာပေါ့ကွာလေစခန်းချတော့အဲ့တော့တစ်ပင်တွေဘာတွေရှင်းအောင်ဆိုပြီးတော့ခုနကတော့က तू ထွက်ကြသွားတဲ့နေရာလေးကိုအသားငါဓာတ်လေးတော့ငါစင်းငုံအောင်ပါပဲဆိုအဲ့ဒီနေရာလေးကို तू ဆင်းငုတ်တာလှေနံဓာတ်ထစ်ထားတဲ့နေရာလေးကနေဆင်းငုတ်တာဆင်းတဲ့ငုံလည်းကိုအောက်ကဆိုကောင်းမိကောင်းဒဇင်တစ်ချောင်းဝါတွေ့တယ်သူလက်တွေ့ရော तू မော်ရေပေါ်လဲကုန်းပေါ်လဲရောက်ကောလေပေါ်လဲရောက်ကောဘာပြောတယ်အောင်မိလဲအော်တဲ့အောက်ပြီအောက်ရွာရေမြန်တော်အေးတကိုတဲ့ငါထွက်ကြတဲ့ဒါမကြသေးဘူးအခုစင်းစမ်းတာဒဇင်ဖြစ်သွားပါခေါ်လာတဲ့ဒဇင်ဖြစ်သွားပါခေါ်လာတဲ့အဲ့ဒါနဲ့ပဲ तू ကတခါတည်းကျွန်တော်နေပါလေညအဲ့တော့ထောင်းပြောပါတော့ကွာထောင်းတော့တစ်ကိုင်းတစ်ပေအောက်ဆိုတော့တစ်ကိုင်းချီပြီးတော့ထောင်းရတာပေါ့တစ်ကိုင်းချီပြီးထောင်းတော့မနေ့တကြအဲ့ရထားလို့နိုးလဲနိုးရောကြီးလိုက်ပါလေရောဟိကောင်ကြီးကျွန်တော်ကဟိုမိုးပေါ်ကြမ်းခဲ့တာလှေအောက်ရောက်တာအောက်မှာအောက်အညာသားအောက်ရွာမှာဒီရီတက်ရှိတာ तू မသိဘူးအဲ့ဒါနဲ့ပဲ तू ကမော့ကြည့်ပြီး तू ဘာပြောတယ်အောက်မေးတယ်ထပ်ပြီးတော့အော်အောက်ပြီးအောက်ရွာကရေမြေတောတောင်တဘာဝရဲ့မြေဩဇာတဲကောင်းပါလားတဲ့တညာတဲ့တစ်ပင်မြန်ကြီးလိုက်တာမိုးထိုးလာအညာသားအကြောင်းမလို့လားအညာသားတွေဒီထဲမှာပါလို့ရှိရင်တော့တမျိုးမထင်ပါနဲ့လို့ဒါရည်စရာပြောတာပါလို့ချစ်စွေကြီးเนาะအညာသားတွေမညံ့ပါဘူးကြလား